တွေစူးစမ်းဖို့ပဲလိုတယ်နော်ပစ္စည်းကတော့အစင်သစ်မှားဖို့လည်းစင်းနေရှိသေးတယ်အများကြီးပဲဒီ6လပိုင်းမှာလည်းတင်တန်းသူကပြည့်သွားပြီနော်ဒီ6လပိုင်းမှာလည်းပြည့်သွားပါပြီနော်တင်တန်းဒါလေးကတော့တင်တန်းသူအတွက် free payment လက်ဆောင်လေးတွေလည်းရောက်ပါပြီနော်အဲ့ဒါလေးတွေကိုဗီဒီယိုလေးရိုက်ပေးလိုက်ပါတယ်တခြားလေးစစ်စစ်ရေးလေးထပ်ထပ်ပေးတာပေါ့နော်ဒါ free payment ဟာလေးတွေနဲ့တင်တန်းမှာပေးသုံးမဲ့ပစ္စည်းတွေရောက်တာဖြစ်ပါတယ်နော်ပစ္စည်းတွေကတော့မရောက်သေးတဲ့ပစ္စည်းတွေလည်းအများကြီးကြံပါသေးတယ်နော်ဒါတွေက free pay ဒါ free တွေနော်ဒီဟာတွေပစ္စည်းတွေအကောင့်တွေပဲပေးသုံးတာထောက်တန်နေရောနော်သူတို့ကိုဒီလိုမျိုးဟာတွေကကျတော့တင်တန်းမှာပေးသုံးတာကိုကတင်တန်းမှာတင်မယ်ဆိုလို့ရှိရင်ကိုရဲ့ထိုင်ကုန်မှာပေါ့နော်တစုံသာချပေးရပေါ့နော်ဒါတွေကကျတော့လက်သက်ကလေးစင်းလုပ်လို့ရှိရင်သူတို့ကိုဒီလိုရေစုစိတ်ပြနဲ့တခြားလေးပြတာဖြစ်တယ်ဒါတွေကတော့ပေးသုံးမဲ့ပစ္စည်းတွေကပြီးတော့တချို့ဟာလေးတွေကတော့ free လက်ဆောင်ပေးမဲ့ဟာလေးတွေဖြစ်ပါတယ်နော်မကွာတော့ရိုက်နေတယ်သူတို့ကတော့တရေကကြည့်နေနေရကဲဓာတ်ပုံလေးရိုက်လိုက်ပါအောင်မယ်တင်ထောက်ခုပစ္စည်းတွေကတော့အများကြီးလာတိုင်းထည့်ပြီးတော့ဖြစ်ပါတယ်နော်တင်တဲ့သူတွေကတော့စူးစမ်းပေးဖို့ပဲလိုတယ်အိမ်စာပေးလို့ရှိရင်မငြင်းမညူပဲနဲ့အိမ်စာလေးတွေလုပ်ပေးပါစူးစမ်းပေးပါဒါဆိုလို့ရှိရင်နေ့ကလေးတင်တဲ့ကြောင့်မှတေးသေးချာချာကိုနီးကတ် train ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့စိုင်ဖွင့်နိုင်တဲ့အထိကိုတင်ပေးတာဖြစ်တယ်နော်အပြောနဲ့လက်တွေ့တကယ်ကိုလုပ်ပေးတာဖြစ်ပါတယ်တင်တဲ့သူများစွာကိုမွေးထုတ်ပေးထားတာဖြစ်ပါတယ်နော်ဒါတော့ညဘက်လေးအချိန်အားတဲ့အချိန်လေးဆိုင်ရပြန်လာတဲ့အချိန်လေးမှာရိုက်လိုက်တာဖြစ်ပါတယ်ကဲဒီမှာအမောင်းဆက်လုပ်ပြီနော်တင်တဲ့သူတွေအတွက်ဆိုပြီးတော့ထပ်မှာထားတာဒါအများကြီးပဲဒါအစ်စ်ထက်ရောက်တာပေါ့နော်တင်တဲ့သူတွေသုံးဖို့အတွက်ပေါ့နော်ဒီကမှာတင်တဲ့ပစ္စည်းတွေထည့်တာ340ကျော်နီးပါးလောက်ဖြစ်သွားပါတယ်ဘာကြောင့်လဲဆိုတော့တင်တဲ့သူတွေကလည်းအများများနေတဲ့အတွက်ကြောင့်မလို့သူတို့သုံးမယ်ဆိုလို့ရှိရင်ပစ္စည်းတွေပေါ်တိ300အောင်ဆိုပြီးတော့တစ်ခုံကိုတစ်စုံနေနဲ့ထားပေးမှာပေါ့နော်ဒါကတော့ဒီနေ့အများကြီးထက်ရောက်တယ်ကြံသေးတယ်နော်ဒါကြံသေးတယ်ရောက်တဲ့ဟာလေးတွေကိုမဖောက်ရသေးလို့မအားလို့ပေါ့နော်ကိုလည်းမအားတာနဲ့အခုဖောက်နေတာဖြစ်ပါတယ်ပြီးပစ္စည်းလေးတွေစီပြီးတော့ပြပေးပါအောင်မယ်နော်ဒါတွေဆက်တွေရောပဲအကုန်လုံးထည့်ပစ္စည်းထည့်ထားပြီးရနော်အကောင့်တွေပဲထည့်ထားပေးပါတယ်ကိုသုံးတဲ့အကောင့်တွေစိုင်သုံးတွေပဲနော်ဘာပစ္စည်းလဲတော့မမှတ်မိတော့ဘူးပေါ့နော်ဖွင့်ပြီးတော့မှပဲသိတော့ဒီလမှာပိကရဲ့ရက်ကလည်းတင်ထားတယ်ပေါ့နော်အဲ့ဒီကလည်း10သိန်းကျော်အခုကလည်း330ကျော်နီးပါးလောက်ပေါ့နော်အဲ့လောက်နီးပါးအများကြီးပဲဒါတင်တဲ့သူတွေကို free ပြန်ပေးမဲ့လက်ဆောင်ဘူးပေါက်တွေဒါဆိုဟုတ်တယ်ဒါတင်တဲ့သူတွေပြန်ပေးမဲ့ပေါက်တွေ free ပေါက်တွေပေါ့နော်ဒီမှာပေါက်တွေ parking lot ကိုမှာထားပေးတာနော် parking lot ကိုမှာထားပေးတာအရှိမလည်း parking တွေလည်းရောက်ပြီးသွားပြီပေါ့နော်ဒါအခုပါသူတို့ free ပြန်ပေးမှာတယောက်ကို2သိန်းမို့နီးပါးလောက်ပြန်ပေးမှာပေါ့နော်အဲ့အများကြီးပဲဒါတွေရောအများကြီးပဲနော်ဒါရောက်ပါတယ်ပြီးပစ္စည်းတွေစီးပြီးသွားရင်လည်းထပ်ပြီးတော့ရိုက်ပေးပါအောင်နော်ဒါ free ပြန်ပေးမဲ့ပစ္စည်းတွေနော်ဒီမှာပေါင်ချတွေနဲ့အများကြီးပဲနော်အောက်ပါဒီလားနော်အများကြီးပဲဒါတော့စီပေးနေရဖြစ်ပါတယ်အဲ့တော့နောက်တစ်ပတ်ဒါလေးလည်း free payment ဟာလေနော်တင်တဲ့သူတွေတော့ free payment ဟာလေကဒါတွေအကုန်လုံး free payment တင်တဲ့သူတယောက်စီတိုင်းကို2သိန်းလေးပါပြန်ပေးတာနော်တမင်တကာမပေးလိုက်ရတယ်တင်တဲ့ကျင်းနဲ့ကမပေးလဲအဆင်ပြေတယ်ဒါကြောင့်လည်းကိုကတခြားတင်ပေးတာဖြစ်တယ်ဆိုတာဒါပေမဲ့သူတို့ကိုစေတနာတွေအများလုံးလို့နော်အရန်တက်စီတင်လို့သူတို့စေတနာတွေနဲ့နော်တင်ပေးတာဒါပစ္စည်းတွေကမရောက်တာလည်းအများပဲမိရင်လေးလည်းထပ်ဖြစ်ရတယ်နော်မိရင်လေးသုံးဟာလေးတွေဆိုမီးလုံးလေးတွေကတိတ်ပြီးမလင်းတာတွေပါဆိုမိရင်လေးလည်းအများကြီးထပ်ဖြစ်ထားတယ်အရှိမလည်းမိရင်9လုံးထပ်ဖြစ်ထားတယ်ဒီမှာလည်းထပ်ဝင်လာတာနော်ဒါနောက်တစ်ထုပ်မရောက်သေးတဲ့ထုတ်တွေရှိသေးရနော်အဘရှိသေးတယ်ဒါပေမဲ့ပတ်စံတော့အကုန်ရှင်းပြီးသားပေါင်ချာထဲမှာပြန်ကြည့်မယ်ဆိုအများကြီးပဲနော်ဒီလထည့်ထားသေးတယ်တင်တဲ့သူတွေစူးစမ်းဖို့ပဲလိုတယ်နော်ပစ္စည်းကတော့အစင်သစ်မှားဖို့လည်းစင်းတွေရှိသေးရအများကြီးပဲဒီ6လပိုင်းမှာလည်းတင်တဲ့သူကပြည့်သွားပြီနော်ဒီ6လပိုင်းမှာလည်းပြည့်သွားပါပြီနော်တင်တဲ့သူဒါတင်တဲ့သူတွေသုံးဖို့အတွက် product တွေထပ်ဖြည့်ထားတာပါပစ္စည်းကောင်းလေးတွေပဲထည့်ထားပေးတာနော် TSD metal ကုတ်ဆိုလည်း fashion အကောင်းစားတစ်စိတ်လေးတွေပဲထည့်ထားပေးပါနော်free သုံးမှပစ္စည်းပါတွေဆက်တွေဟိုတနေ့ကလည်းတွေဆက်တွေထပ်ရောက်ပြီးရနော်ဒါကတော့တော့